ဒီနေ့တော့မင်းအောင်လှိုင်ကိုပဲအဓိကထားပြီးအရင်ပြောမယ်မင်းအောင်လှိုင်ရဲ့အောက်ကလူတွေကလည်းမင်းအောင်လှိုင်ကိုသတင်းပို့ကြအောင်တကဘာလုံးလက်မခံအောင်မင်းအောင်လှိုင်အောင်မြန်မာပြည်မှာလည်းကော့တောင်းကနေပူတာအိုထိဘယ်သူမှလက်မခံတနိုင်ငံလုံးအုံကြွကြွစန္ဒတွေပြတကဘာလုံးအုံကြွကြွကန့်ကွက်ဥလသမကလည်းကန့်ကွက်အဲ့တော့မင်းအောင်လှိုင်ဒီအာနာယူကြီးက Facebook တွေ internet တွေသူ့မှာလည်း Facebook မရှိဘူး internet မှာဘယ်လိုဖြစ်နေလဲတိုင်းပြည်ချင်းတွေဘယ်လိုဖြစ်နေလဲသတင်းမှန်မှရရလားမသိဘူးလုံးဝကိုအရှက်မရှိသေးပဲနဲ့ဆက်ပြီးတော့ရက်ဆက်ရုံမှာဘို့စူးစမ်းနေကန်းကုန်အောင်ကိုလူမျိုးကိုတိုင်းပြည်ကိုပြည်သူလူထုအများစုကြီးကစိတ်နှလုံးညှိုးနွမ်းပြီးတော့နာကြီးခံပြင်းဝင်းနေအဲ့ဒါကိုပဲ तू ကလွတ်လိုက်သေးတယ် तू ကဒီမိုကရေစီကိုဖော်ဆောင်မယ်တဲ့ဒီမိုကရေစီကိုဖော်ဆောင်မယ်ဆိုပြီးမင်းတို့ကညာတိုင်းဟဲ့လားဟိုလူတွေကိုလိုက်ဖမ်းညာကြီးကြမှာညာတကောင်နေလမ်းပေါ်မှာလွတ်လပ်စွာဆန္ဒဖော်ထုတ်နေကြတဲ့အများပြည်သူကိုဖြိုခွင်းဖို့ရုံမာတဲ့နီလန်းပေါင်းစုံနဲ့ကြံစီအဲ့ဒါဒီမိုကရေစီလားမင်းအောင်လှိုင်ပေးမဲ့ဒီမိုကရေစီဟဲ့လားဒီမိုကရေစီကမင်းတို့ကတော်တော်ဒီမိုကရေစီကိုနားလဲတာဟုတ်တော့မင်းအောင်လှိုင်ကိုသိဖို့သူ့တပည့်တွေပြောလိုက်အောင် तू မသိဘူးမကြောက်ဘူးလားသူ့နားတွေမျက်လုံးတွေပိတ်ထားတာမျိုးလည်းဖြစ်နိုင်တယ်နော်အဲ့တကွက်ရှိတယ်အဲ့တကွက်ရှိတယ်လောက်ငယ်သားတပည့်တွေကအစင်ပြေပါတယ်ဟိုတစ်စပေါက်လောက်ကောင်ခင်မောင်ဆွေတို့ပြောသလိုပေါ့6ရက်လောက်နေငြိမ်သွားမယ်တဲ့အခုဘယ်နှစ်ရက်ရှိပြီတပတ်လုံးမငြိမ်ဘူးငါတို့ကမင်းတို့လည်းအကြာကြီးလို့မရဘူးမင်းအောင်လှိုင်ကိုသိအောင်ပြောပြလိုက်အောင်ထိတ်ဆုံးကအရေးယူတာသူနဲ့သူ့မိသားစုသူ့ဟိုတားတော်မောင်မတရားမတော်လောဘအဂရိလိုက်စားလက်စားပြီးမတော်မတရားချမ်းသာနေတဲ့အခွင့်အရေးတွေရနေတဲ့ကောင်နေသူ့မိမသူ့မိမ Facebook သုံးတယ်လေ LV တွေ LV8 တွေဟဲ့လားသူတို့ကြဒေါ်လာတောင်းချီတန်တာတွေကင်တယ်ပြည်သူလူထုကမွဲတီစင်ရဲအဲ့တော့မင်းအောင်လှိုင်ကိုအဓိကနှစ်ချက်ပြောမယ်မင်းကကြိုတင်ကြံစီထားတာပဲမင်းဒီတိုင်းပြည်အာဏာမတရားရယူဓမြမတိုက်ခင်တည်းကကျွန်တော်ကပါမင်းကဘာဖြစ်တယ်မင်းအောင်လှိုင်ဟိုမလုပ်ရတာဘာမှမရှိပါဘူးမင်းကသိတတ်တိရှိတယ်ထင်လားအဲ့တတ်တိမခေါ်ဘူးမင်းစာတွေဖတ်အောင်မင်းတို့တွေမင်းအောင်လှိုင်နဲ့သူ့အလိုတော်ကြီးထောက်တိုင်တချို့စာတွေဖတ်အောင်တတ်တိမခေါ်ဘူးအဲ့ဒါတတ်တိဆိုတာအများအတွက်တိုင်းပြည်အတွက်ကဘာမြေအတွက်အမှန်တရားဘက်ကနေလုံတဲ့တာမှန်သမျှရေရဝုံကိုလုံတာတတ်တိလို့ခေါ်တယ်အမှန်တရားဘက်ကနေလုံမှတတ်တိမင်းတို့တနတ်တွေကင်ထားပြီးတော့ဟဲ့လားရန်ကားတာအဲ့ဒါတတ်တိမခေါ်ဘူးမိုက်ကန်းရန်ကားတယ်ခေါ်တယ်တတ်တိနဲ့မိုက်ကန်းရန်ကားတာနဲ့မတူဘူးတတ်တိတွေဘယ်သူတွေရှိလဲသိလားယနေ့ CDM လုံနေတဲ့ဝန်ထမ်းတွေနဲ့လမ်းပေါ်တက်ဆန္ဒပြတဲ့ generation Z နဲ့တကွနော်မင်းတို့သေချာကြည့်လေအဖိုးတွေအဖွားတွေတိုင်းပြည်ရဲ့မတန်ဆွမ်းနေဘယ်သူမှမင်းတို့မကြိုက်ဘူးရဲရဲတော့မင်းတို့ရဲ့စနစ်တကျလေ့ကျင့်ထားတဲ့လက်နက်ကင်တွေကိုလက်နက်မဲ့စန့်ကျင်နေတာလမ်းတွေပေါ်မှာမြန်မာနိုင်ငံအရက်ဒေသအသီးသီးမှာအဲ့ဒါတတ်တိအဲ့ဒါတတ်တိမင်းတို့ကမယိုင်းရန်ကားတယ်ခေါ်တယ်တတ်တိနဲ့အဲ့ဒါလည်းမတူဘူးပြန်ပြီးတော့ဖတ်လေးလာအောင်တနကြီးတွေကင်ထားပြီးမင်းတို့လှုပ်ချင်တာလှုပ်ပြီးတတ်တိမယိုင်းပြီးတော့တတ်တိအဲ့ဒါတတ်တိလားမင်းတို့တနေ့ဝက်လေအောင်ပါနောက်တော့ဗာလဲပြောလိုက်သေးတယ်တချို့ကလည်းလာပြီးတော့ကျွန်တော်ဆိုနီးပေါင်းစုံနဲ့လာနေတာကျွန်တော်အခုလုပ်နေတာလည်းနိုင်ငံတော်ပုံကံမှုအဘဦးဝင်းထိန်စကားကိုပဲငှားပြီးပြောလိုက်နိုင်ငံတော်ပုံကံတာမဟုတ်ဘူးမင်းအောင်လှိုင်ကိုပုံကံတာတတ်တိရှိမင်းပြပတစ်ချက်တော့ထွက်လာခဲ့လိုက်ငါနေနေတဲ့အမေရိကန်နိုင်ငံမှာမိမပြိုတွေကအစားတနက်ပြစ် automatic gun တွေဖြောင်းနေအောင်ပြစ်တယ်တနက်ပြစ်ကွင်းတွေမှာအချိန်ပြည့်လေ့ကျင့်တယ်အမေရိကန်တွေကစစ်ရေးအမြဲနိုးကြတယ်မင်းတို့ငါတို့ယောက်ျားတွေနဲ့မလုပ်ဘူးမိန်းမတွေနဲ့ပဲနော်ရှင်းပြစ်ပါမပြစ်လို့လည်းမရပါဘူးမင်းတို့တနတ်တွေနဲ့ဒီကတနတ်တွေတခြားစီရောက်တခြားစီဦးကြောင်ကြားတွေကွာနော်အဲ့တော့လာလို့လိုက်သေးတယ်တော့တချို့ကဗာလဲတိတ်တိုင်နေနဲ့ဟလာမင်းအောင်လှိုင်အကြံစီနေတာတဲ့
ဘာလဲတင်တဲ့အသိဉာဏ်ပညာဆိုတာဘာလဲအသိဉာဏ်ပညာဆိုတာနော်တရားမျှတမှုအတွက်မိမိတတ်ထားတဲ့ပြတ်မြောက်ထားတဲ့ပညာမိမိသိထားတဲ့အသိတရားတွေနဲ့အကျိုးပြုတာနော်ဉာဏ်ပညာခေါ်တယ်မင်းတို့ကဘယ်နေရာမှာတာတာလဲသိလားကောက်ကျစ်စင်းလဲတာမှာတာတာမင်းအောင်လိုက်နဲ့သူထောက်တိုင်နေအလူတော်ကြီးတွေအသိဉာဏ်ပညာနဲ့ကောက်ကျစ်စင်းလဲတာနဲ့တခြားစီမင်းတို့ကကောက်ကျစ်စင်းလဲတာမှာထိုးကြွတယ်ကောက်ကျစ်စင်းလဲလွန်အားကြီးတဲ့အပြင်မင်းတို့ကတနတ်တီရှိနေတယ်မင်းတို့မှာအဲ့နှစ်ခုပေါင်းလိုက်တော့မင်းတို့ကသွားပြီဟဲ့လားမင်းတို့ကအနိုင်ကျင့်ပြီးတော့လက်နဲ့မဲ့ပြည်သူအပြစ်မဲ့ပြည်သူအသိဉာဏ်ပညာနဲ့ကောက်ကျစ်စင်းလဲတာတခြားစီပဲကွာမိုးဆုံးရေဆုံးမယ်မင်းတို့ငါ့ကိုမိအောင်ဖမ်းလိုက်စားလိုက်ငါ့ကိုတပ်ဖြတ်ပလိုက်ထောင်နဲ့တတ်တကြုံဟလားပါနိုင်ငံတော်အာဏာဖီဆန်မှုပုံကံမှုမင်းအောင်လိုက်တို့မိသားစုလုံးလိုက်ကဘာခုံရုံးမှာတွေ့ကြမယ်လေငါတို့နဲ့ဟလားအမှန်တရားဘက်တော်သားလေးနဲ့တွေ့ကြမယ်ပြည်သူဝန်ထမ်းတွေ CDM ဝန်ထမ်းတွေတော့ဒီနေရာနဲ့ဥချကြော့လိုက်တယ်တိတ်ကောင်းတယ်ဗျာမင်းအောင်လိုက်ကြောက်တာခမားတို့ပဲရှိတယ်အမှန်တရားဘက်ကနေရက်တီပေးတဲ့ပြည်သူဝန်ထမ်းတွေနေ့တိုင်းအဲ့ဒါကြတော့ချော့တယ်လမ်းပေါ်ကအပြစ်မဲ့ပြည်သူ generation Z အသက်တောင်မှဟိုတနေ့ကခေါင်းဦးခေါင်းထိမှန်သွားတဲ့မြတွဲခိုင်16နှစ်ပဲရှိသေးတယ်အဲ့ဒါကြတနနဲ့ပြစ်တယ်အဲ့တော့မင်းအောင်လိုင်းကြောက်တာဝန်ထမ်းများရဲ့ CDM ဝန်ထမ်းတွေကလည်းနာကြီးနေပြီလေကျေးဇူးတင်တယ်ခင်ဗျားတို့လည်းနာကြီးရမယ်ခင်ဗျားတို့ညွန့်ချုပ်တယ်အတွင်းဝင်ကြည်တက်ချမ်းသာဘလောက်လက်စားလဲခင်ဗျားတို့အတီးဆုံးခင်ဗျားတို့အောက်ခြေဝန်ထမ်းတွေအများပြည်သူနဲ့အတူဆင်းရဲတဲ့စူးစမ်းနေရဒီကောင်တွေကမိုးကြရွှေကိုဖြစ်ခင်ဗျားတို့ယာရုတွေမတက်တော့မိုးကြရွှေကိုဖြစ်မင်းအောင်နိုင်ကအကုန်လုံးစစ်ဘိုလ်စစ်သားဌာနဆိုင်ရာမှာလာထဲ့တာအပေါ်ကနေကြလာခင်ဗျားတို့ယာရုမတက်တော့အခွင့်အရေးတွေမရဘူးခင်ဗျားတို့တော့ဖိနေမယ်လားခင်ဗျားတို့ကလက်စားဖို့မြောက်ပေးမယ်ဖြက်စီးတာတနိုင်ငံလုံးကိုဖြက်စီးတာမင်းအောင်လိုက်တန်းရွှေသူ့ရှေ့ကတန်းရွှေဒီတိုင်းပဲတန်းရွှေယနေ့အပြစ်မရှိဘူးလို့လာပြောတော့ကျွန်တော်တို့လက်မခံမင်းအောင်လိုက်တင်ခဲ့တာတန်းရွှေဒီစနစ်မျိုးတွေကိုရှေ့ကနေမင်းအောင်လိုက်တို့ဟိုနမူနာပြခဲ့ဥပမာပြခဲ့တာတန်းရွှေတို့အုပ်စုတွေဥခင်ညို့တို့ခင်ညို့တို့ခမရတို့နမူနာပြပြည်သူကိုဖိနေပြမင်းအောင်လိုက်ယနေ့လုံနေတာခမရတို့ဖတ်စာအုပ်ကြီးဘုတ်အုပ်ကြီးအတိုင်းပဲမြန်မာလူဟလာဘုတ်အုပ်ကြီးအတိုင်းပဲလို့မြန်မာတွေကပြောတယ်1990လောက်ကအတွေးခေါ်တွေနဲ့တက်လာပြီးတိုင်းပြည်ကိုတနတ်နဲ့ရန်ကားခြင်းအဲ့ခင်မဟုတ်တော့ဘူးအဲ့တော့ဝန်ထမ်းတွေဒီညွန်ချုပ်တွေကိုအပေါ်ကလက်ထောက်ညွန်မှုတွေပါယာရုကြီးတယ်သူတို့ဝါနေသူတို့ရေးလဲသူတို့ကမင်းအောင်လိုက်တက်လိုက်ထပ်ပြီးတော့အကျင့်ပြက်ချစားပြီးချမ်းသာဖို့ကြိုးစားမယ်ခမရတော့အောက်ခြေမှာကုန်းနေအောင်လှုပ်ရပြီးတော့အောက်ခြေဝန်ထမ်းအများစုနဲ့အခုအရာရှိကြီးတချို့လည်းပါပါတယ်ပြည်သူဘက်ကကျွန်တော်တွေ့ပါတယ်ကျေးဇူးအထူးတင်တယ်ကျွန်တော်တို့မှတ်တမ်းတင်ထားမယ်ရုံးနေမှာလည်းမှတ်တမ်းတင်ပြီးသားပဲအရာရှိကြီးတွေ CDM မှာပါဝင်ဆင်နွှဲနေတဲ့အရာရှိကြီးတွေရဲ့လက်အောက်ငယ်သားတွေဟာမှတ်တမ်းတွေတင်ပြီးသားကျွန်တော်နဲ့သိတဲ့လူ10ယောက်မပြည့်ကျွန်တော်ဒေါ်လာ2500လှူပြီးသားဒါကျွန်တော်နဲ့သိတဲ့လူ10ယောက်မပြည့်ဘူးလို့ကျွန်တော်ပြောတယ်နော်နိုင်ငံတကာမှာရောက်နေတဲ့မြန်မာတွေအားလုံးနှီးပါ CDM အတွက်ပံ့ပိုးပုံငွေမြန်မာပြည်ကိုအလီလီအချိန်မြောက်များစွာလှူဒန်းလျက်ရှိတယ်စိတ်လုံးဝမပုံနဲ့အားလုံးပြည်သူလူထုကဂရုပေးပြီးသားနောက်တရားဝင်အစိုးရအမေစုကနိုင်ငံတော်အခုထက်ထိနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နော်ဂရုပေးပြီးသား CRPP လွှတ်တော်ကိုစားပြုကော်မတီဂရုပေးပြီးသားသူတို့ကလက်ရှိအစိုးရဖြစ်တဲ့ CDM ပါဝင်ဆင်နွှဲနေတဲ့ဝန်ထမ်းအားလုံးကိုကြည့်ရှုစောင့်ရှောက်သွားမယ်ကျွန်တော်အမေစုအနီးကပုံကိုယ်တွေနဲ့အချိန်ပြည့်ညီပါအဆက်အသွယ်ရှိတယ်ဒီတဲ့င်းအမှန်ပြည်သူဝန်ထမ်းများကျေးဇူးအထူးတင်တယ်ဗျာကလေးတွေလမ်းမပေါ်မှာတွေးမြင်မကြောက်ကဲတင်နိုင်တာ CDM လုပ်နေတဲ့ပြည်သူဝန်ထမ်းတွေပဲရှိပါတယ်
မင်းအောင်လိုက်အဲ့ဒါကြအပျော်ဆွဲဆွဲနေဘလောက်ကောက်ကြည့်ရုံမှာလဲတဲ့လူလဲဆိုတာအရက်လဲလူစင်မမီလို့အုံနောက်ကလူစင်မမီဘူးအုံနောက်လဲလူစင်မမီဘူးအရက်လဲလူစင်မမီဘူးဒီလိုမိမိတိုင်းပြည်မိမိလူမျိုးမိမိနိုင်ငံသားတွေအပေါ်ကိုဒီလောက်ရုံမှာကောက်ကြည့်စင်လဲရက်ဆက်နှိပ်စက်တာအဲ့ဒါအတိတရားအတိညာနှလုံးသားကိုမရှိလို့အဲ့ဒီလောက်ကောက်ကြည့်စင်လဲတယ်မင်းအွန်လိုင်းနဲ့အလိုတော်ကြီးအားလုံးနောက်အများပြည်သူအင်တာနက်ကသူတို့ကပိတ်ချလဲခဏပဲခင်ဗျစိတ်တွေအယမ်းမပူနဲ့အယမ်းလည်းမကြောက်နဲ့ဘာလို့လဲဆိုတော့အင်တာနက်ကသူတို့လည်းသုံးနေရတယ်သူတို့များဝတီလွှင့်ထုတ်တာအင်တာနက်နဲ့လွှင့်ထုတ်တာတိုင်နဲ့လွှင့်ထုတ်ဒီခေတ်မှာဘယ်သူမှမကြည့်တော့ဘူးနေသွားပြီသူတို့လှမ်းပြီးဘန်တွေကိုဟဲ့လားဘန်စင်ရင်းနေလေရင်ခွင်းနေလေရင်အစင်းတက်တွေအားလုံးအင်တာနက်နဲ့သုံးနေရတာအလကားလျှောက်ပြောလျှက်စစ်မီနဲ့သုံးနေရတာဖြတ်နိုင်ရင်ဒီကောင်တွေခဏပဲဒါကြောင့်ပြန်ဖွင့်တာဘာအကြောင်းမှမဟုတ်ဘူးတရုတ်ကလာပြီးတော့ကူညီမယ်ဟလားတရုတ်နိုင်ငံကဘာဖြစ်တယ် IT ပညာရှင်တွေတရုတ်နိုင်ငံအတွင်းမှာတော့ပိတ်ထားလို့မရဘူး Facebook သုံးနေတယ်သူတို့ရဲ့ celebrity တွေအများကြီးပဲကျွန်တော်တို့နဲ့သိတယ်သူတို့လုပ်ငန်းရှင်တွေဂျက်မာတို့ကအင်တာနက်မသုံးမဲနဲ့ဘယ်လိုလုပ်အလီဘာဘာကိုလုပ်မှာလဲဘယ်လိုလုပ်မှာအင်တာနက်မသုံးမဲဂျက်မာမှာအကောင့်တွေအများကြီးပဲ social media တွေမျိုးစုံတယ်သူတို့တရုတ်နိုင်ငံအတွင်းမှာတော့လုပ်လို့မရတာအဲ့ဒါ IT ပညာရှင်ခေါ်ပြီးလုပ်တယ်ဆိုဒီနေ့တရုတ်တိုင်အောင်ရှိမှာဆန္ဒပြတရုတ်နိုင်ငံတန်ယုံနဲ့တကွတာဝန်ရှိသူအားလုံးကိုလည်းကျွန်တော်တို့သတိပေးလိုက်တယ်ရှေ့တစ်မျိုးနောက်တစ်မျိုး UL မှာတစ်မျိုးအများရှိမှာတစ်မျိုးမင်းအွန်လိုင်းတို့နဲ့ဆက်ဆိုင်တစ်မျိုးအမေစုနဲ့ဆက်ဆိုင်တစ်မျိုးမလုပ်နဲ့မကောက်ကျစ်မစင်းလင်းနဲ့တတိပြင်းပြင်းထန်ထန်ကျွန်တော်တို့ပေးထားတယ်မနေ့ကတရုတ်တိုင်ယုံနဲ့ကျွန်တော်တို့ကြားထဲမှာအင်တာနက်ပေါ်မှာကိစ္စတချို့ရှိခဲ့တယ်ဒီနေ့ဒီလောက်ပါပဲအရှုံးမပေးတဲ့တိုက်ပွဲဝင်နေကြတယ် CDM ပြည်သူဝန်ထမ်းများအားလုံးနဲ့လမ်းပေါ်ထွက်မိမိစံတော်ကိုတတ်တရှိရှိဖော်ထုတ်နေကြတယ်ရဲဘော်တွေအားလုံးကျွန်တော်တနေ့2နာရီလောက်ပဲအိတ်တယ်မနေ့ကအားလုံးကြည့်ရမှာအမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့မိန့်ခွန်းဩစတြေးလျဝန်ကြီးတွေနေတိုင်းကျွန်တော်တို့ကိစ္စပါတယ်ရထားပြီငါအကြီးကြီးစရင်ကတော်တော်များနေဩစတြေးလျမှာလည်းအများကြီးပဲရောက်နေတာဒါကိုလည်းဝန်ထမ်းငယ်တွေနဲ့ပြည်သူပြည်သားတွေသိဖို့လိုတယ်နိုင်ငံတကာမှာစာလာတင်သူတို့လူသူတို့သားသမီးသူတို့ဆွေမျိုးသူတို့အလိုတော်ကြီးတွေတော်တော်များအများပြည်သူကမတင်ရတစ်ချိန်မှာအများပြည်သူနဲ့အောက်ခြေဝန်ထမ်းတွေရဲ့သားသမီးတွေကိုပဲကျွန်တော်တို့စာတင်ပေးဖို့ကြိုးစားသွားမယ်နိုင်ငံတကာမှာတစ်စပေါက်လောက်ကောင်နေအဲ့ဒီအာနာရှင်အလိုတော်ကြီးတွေနိုင်ငံတကာမှာစာမတင်ရတဲ့အပြင်ဘဲမှမသွားဘဲနဲ့သူတို့အကျိုးစီးပွားတွေပါအားလုံးပိတ်ဆို့နှိမ်နှင်းသွားမှာဖြစ်တယ်စောင့်ကြည့်လိုက်ပါညံမရှိတဲ့မင်းအွန်လိုင်းနဲ့အလိုတော်ကြီးတွေစောင့်ကြည့်လိုက်ပါဒီနေ့ဒီလောက်ပါ